သိမိမှာဖြစ်ပါတယ်ရှင်ကောင်းဝင်ဆိုဒီလိုကောင်းဝင်တော့ပြောအောင်မဟုတ်ဘူးနော်ကောင်းဝင်အဖောင်းကားကြီးကိုပြောရဖြစ်ပါတယ်ရှင်ဒါတော့အရင်ဆုံးအဝတ်စားသွားလဲပါမယ်ဝတ်စားတော့ကိုဝတ်ချင်တဲ့အဝတ်စားလဲလိုက်ပေါ့နော်ဒါတော့ဘာဝတ်စားဝတ်ရမယ်မသိရွေးလိုက်ပါအောင်မယ်နောက်ဆုံးတော့လဲပါရီဒရက်လေးပဲလဲပြလိုက်ပါတယ်ထားရတော့ရှင်းနိုင်ဆက်ချက်စီပြီဆိုအကြောင်းอ่ะပေါ့နော်ပထမ1အောင်အမြန်သွားပါမယ်အမကောင်မလေးတယောက်ကိုသွားရှာမယ်ပေါ့နော်ဒါတော့တွေ့တဲ့ကောင်မလေးကိုပဲပိတ်ခေါ်ပါမယ်အမတမှာပေါ့နော်သူ့အလုံးမျိုးစကားလေးပါလေးချင်းမောစကားလေးပါလေးပြောပြီးသူ့ဝိတ်ထားလိုက်ပေါ့နော်ဝိတ်လေးကိုနှိပ်လိုက်ပါကဲအဲ့ဒါဆိုရင်ထာရဆနာပေါ့နော်မြမထိုးပြမိရတဲ့အတွက်လည်းတောင်းမှာပါတယ်ဒီမှာ task ကိုပြန်နှိပ်ပေါ့နော် task ကိုနှိပ်ပါမယ်နောက်ပြီးရင်ဒီမှာပေါ့နော်ဝတ်စားလဲပေးတဲ့ဟာရှိပါတယ်အဲ့ဒီဝတ်စားလဲပေးတဲ့သူ့ကိုကြိုက်တဲ့ဟာတော့လဲပေးလိုက်ပေါ့နော်ထာရတော့ဗာလဲပေးရမလဲထာရတော့ဒီမှာပေါ့နော် idol 1ဆိုတာလေးကိုပဲလုပ်ပေးလိုက်ပါတယ်အဲ့ဆိုရင်သူ့ကိုဝတ်ပေးလိုက်လို့ရှိရင်သူ့ကိုပေါ့နော်ခေါ်ပါမယ်ဒီအတန်ထွက်လေးတော့မသိဘူးပေါ့နော်ဒီမှာပါသူ့ okay လို့ရရင်သူ့ကိုခေါ်လို့ရပြီပေါ့နော်ရင်ဆုံးထားရတော့ကမီနူးရဲ့ဝင်ပါမယ်နောက်ပြီးလို့ရှိရင် brush ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ကပစ္စည်းထိုင်နေအောင်နေပြီးဒီမှာပေါ့နော်ဒါလေးကိုတစ်ချက်နေလိုက်ပါအတန်ထွက်လဲထားတာတော်တော်များများမသိဘူး English speaker လည်းမတက်ဖြစ်တာမလို့ပေါ့နော်ဒါလေးကိုနှစ်ခုထားပေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာထိုင်လိုက်ပေါ့နော်မချစ်တူရဲ့လန့်သွားတာပဲထိုင်လိုက်ပေါ့နော်ကိုထိုင်သူပါလိုက်ထိုင်ပါလိမ့်မယ်နောက်ပြီးရင်မင်းနူးရဲ့ဝင်ပရော့တဲ့ဝင်ပြီးအမကိုလောက်တဲ့နှစ်ခုတွေကတစ်ခုကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးရင်အဲ့ဒါကိုကြီးအောင်လုပ်ပေးလိုက်ပါဒီမှာပေါ့နော်နိဒီလိုဆိုရပြီလားတော့မသိဘူးပေါ့နော်သူ့ကိုခေါ်လိုက်ပါတော့ဘေးရောက်သွားပြီလည်းမသိဘူးသူ့ကိုခေါ်လာတယ်ဒီလားအဲ့ရောက်ဘေးရောက်သွားတယ်လည်းမသိဘူးဒီမှာပေါ့နော်သူကဟိုလိုမျိုးသူကလိုက်လာပြီဆိုလို့ရှိရင်ဒီမှာသူ့ကို task ပေါ့နော်ဒီ task မှာဒါလေးကိုချက်နေပေးလိုက်ပါဒါတော့ဒါကြီးပနေလို့ပေါ့နော်တိတ်ပြောမပေါ်ပါဘူးဒီဘက်မှာအသက်ဘေးနားလေးမှာထားလိုက်မယ်ပေါ့နော်အဲ့ဆိုရင်သူ့ကိုပေါ့နော်ဒီ task နားမှာသူ့ကို wait ထားပေးလိုက်ပါ wait ထားပြီးတော့လို့ရှိရင်သူ့ကိုတာကိုပြန်နှိပ်ပြီးတော့သူ့ရဲ့ပေါ့နော်ခြေရအတစ်ထဲဝင်ပေးပါအမတလက်မှာဒါလေးရှိပါလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနောက်ပြီး ALL all ဆိုတာလေးကိုအမှန်ချစ်ပေးလိုက်နောက်ပြီးလို့ရှိရင်ဒီအမြောက်9ဆိုတာလေးအမှန်ချစ်ပေးပြီးတော့ပေါ့နော်အနုတ်ကိုနှိပ်လိုက်ပါအနုတ်ကိုနှိပ်ပြီးလို့ရှိရင်သူ့ကိုဝိတ်လဲထားထားရယ်ဆိုတော့ကိုကမင်းနူးရဲ့ဝင်ပရော့ထဲဝင်ပြီးတော့မင်းနူးနဲ့ပရော့တော့အကုန်တိကြပါတယ်ဘာလို့ post မူကတော့အလုံးမတိကြဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီမှာအနုတ်နေရာမှာသူ့ကိုနှုတ်ပေးလိုက်ပေါ့နော်ဒါကတော့အပြင်းမမြောင်လို့ဒါဖြစ်ပါတယ်ဘာလဲဆိုတော့သူ့ကိုခြိလိုက်လို့ရှိရင်လက်ကအဲ့လိုမျိုးအသေးကြီးပဲဖြစ်နေလို့ပါအဲ့လိုသူ့ကို carry နဲ့အမြန်ခြိပါ carry ပေါ့နော်အဲ့လို carry နဲ့ထားရမရဘူးဖြစ်နေရဲ့task ကိုနှိပ်ပြီးတော့ဒီ carry အောင်နှိပ်ပြီးတော့လေအဲ့လိုသူ့တကိုပေါ်နေရတဲ့အမြန်နှိပ်ပါမယ်နောက်ပြီးရင်သူ့ကို push မှုတွေဝင်ပေးလိုက်ပြီးတော့ဒီမှာဒါလေးကိုလုပ်ပေးလိုက်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါကနှိပ်ပြပါမယ်ဒါလေးပါသူ့ဒါလေးပါလုံးဝမထွက်တိပါနဲ့နော်အမချစ်ကိုလုံးဝမနှိပ်လိုက်ပါနဲ့ဒါလေးအဆင်မပြေပါဘူးဒီမှာသူ့ပေါ့နော်ဆွမ်းနာဟာလိုပဲထာရနှုတ်ပြလိုက်ပါထာရအပြေးနှုတ်ထားတော့သူ့ကိုချိတယ်လို့ပုံစံလဲပေါက်မနေပါဘူးသူ့ဒီကာလာလေးပြောင်းပေးလိုက်ပေါ့နော်ကာလာရောအနီရောင်လေးပဲထပ်ပြောင်းလိုက်ရမလားဒီရောင်လေးပဲလုပ်ပေးလိုက်ရမလားသူ့ဒီရောင်လေးပဲလုပ်ဒီရောင်နဲ့ပူစင်တူပါတယ်ဒါလေးလုပ်ပေးလိုက်လို့ရှင်ဒီမှာဒီနေရာလေးကိုတစ်ချက်ပြန်နှိပ်ပေးလိုက်ပါနော်ဒီနေရာလေးကိုတစ်ချက်ပြန်နှိပ်လိုက်ပြီးရင်ထားရတော့မြန်အောင်လို့ဒါလေးကိုအမှန်ချစ်ပေးလိုက်ပါတယ်အမှသူ့ကိုအောက်ကိုရှော့ပေးလိုက်ပေါ့နော်အမှဒါလေးနေပေါ့နော်
နှုတ်တို့ဘာတော့ညာလို့ရွှေ့ပေးလိုက်ပေါ့ဒါဆိုရင်အရောင်ကိုလိုက်ခေါင်းဝင်တစ်ခုရသွားပြီပေါ့နော်ဝါဒါဆိုရင်တအားလာသွားခဲ့ပေါ့ပဲနော် berry ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ထားရတော့ပြန်ထွက်လို့ရပါပြီဒါပေမဲ့ထားရတော့ပေါ့နော်အပြေးကိုအရင်တိုင်းပြန်လုပ်လိုက်ပြေးလိုက်လို့ရှိရင်ပေါ့နော်ဒီအနောက်ကရပေါ်နေရပေါ့နော်အဲ့ဒါမပေါ်အောင်ဝတ်မှုနဲ့ပေါ့နော်မင်းတို့ရဲ့ဝင်စတင်နဲ့ဝင်ပြီးတော့ရောမှုနဲ့ပေါ့နော်အဲ့လိုမျိုးပြေးလို့မရအောင်လုပ်ပါမယ်ဒါဆိုရင်ခေါင်းဝင်လေးကတအားကားပြီးတော့လာပါပိုလာအဲ့လိုမျိုးအင်ဂျီအယောင်နဲ့ဟဲကာလာနဲ့ဆင်တူအောင်လုပ်ပါမယ်ကဲဒါဆိုရင်အရန်ကိုလာတော့ခေါင်းဝင်လေးတစ်ခုရသွားပါပြီအပြေးတော့မမြတ်အောင်ပေါ့နော်ဒီမှာပေါ့နော်တအားကိုလာတော့ပဲပေါ့နော်ထားရနောက်နေ့ခါကျရင်233 application ထောင်းပြပါမယ်တအားကိုလာရဒါဆိုရင်ပေါ့နော်နန်းတွင်းတွေကမင်းသမီးဆိုဒီတိုင်းပဲလုပ်ကြပါလိမ့်ပိုင်ပိုင်ထားရတော့ဝတ်မှုတရားပဲလုပ်ပြလိုက်ပါမယ်ရမှုနဲ့ပဲလုပ်လို့ရမလို့ပါအဲ့ဆိုတော့အားလုံးပိုင်ပိုင်ဒါပုစမှုတရားပေါ့နော်အဲ့လိုပုံစံလေးမလုပ်ပါဘာလဲဒီကောင်ဝင်းကစောင်းသွားမှကြောက်လို့ပေါ့နော်ပိုင်ပိုင်